မင်္ဂလာပါ World ခုနိုင်မှာအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့လေးနောက်ဆုံးတဲ့တင်တွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးပြောပြချင်တဲ့အကြောင်းအရာကတော့ကျော်စွာဝင်းရဲ့အကြောင်းအရာပါခင်ဗျအဲ့တော့မနေ့ကကျော်စွာဝင်းကဒီပုံတင်လာပါတယ်ပြီးတော့သူရေးသားထားတာကတော့ JFCD လို့ခရီးတွေနင်ခဲ့တဲ့မမေရဲ့သားခေဟောင်းမင်းသားကြီးရဲ့အတွေးတွေနဲ့ဘဝကိုတွေးတွားချင်ပါသေးရဲ့ပွဲထွက်တဲ့ချင်းကိုအမြင့်ဆုံးထိပြန်တန်းချင်တဲ့စိတ်နဲ့ခွင့်ပြုပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ဆိုပြီးတော့ရေးသားဖော်ပြသွားတာဖြစ်ပါတယ်အဲ့တော့တေချာပြီကျော်စွာဝင်းကဒီဥညစ်ထွက်ရဲ့တခြင်းကိုသူ့ရဲ့ဝမ်းချင်ချစ်ပွဲစဉ်မှာ workout ဆောင်အနေနဲ့အသုံးပြုဖို့ခွင့်တောင်းလဲဆိုတာလုံးဝကိုတေချာနေပါပြီအဲ့တော့ဘယ်တခြင်းဖြစ်မလဲကျွန်တော်တို့မသိရသေးပါဘူးမနေ့ကဒီအကြောင်းတင်လိုက်တော့ညီကိုတော်များများတော့ပထမစုဆိုတဲ့ဥညစ်ထွက်ရဲ့တခြင်းကိုပြောဆိုနေကြတာဖြစ်ပါတယ်ဖြစ်နိုင်ပါခင်ဗျအဲ့ဒီတခြင်းလည်းဖြစ်နိုင်ပါဒါပေမဲ့အခုဒီနောက်ပိုင်းမှာတွင်းထားတဲ့စတူဒီယိုမှာတွင်းထားတဲ့ပုံစံမျိုးတော့မဟုတ်ဘူးပေါ့နော်နေတော့ကြာခဲ့ပြီအဲ့ဒီတခြင်းကဒါပေမဲ့လည်းအတုံးပြုလို့တော့ရပါတယ်အဲ့တော့အချက်တော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ကိုအောင်လာကတော့လေးဖြူရဲ့ဒီအမေးလိုက်အကတခြင်းနဲ့ရုံလေးကိုအဆင်ပြေခဲ့ပါတယ်သူရဲ့ MMA ချန်ပီယံကပတ်လည်းဒီတခြင်းနဲ့ပဲအတူရယူခဲ့တာဖြစ်ပါတယ်ခင်ဗျအဲ့တော့ကျော်စွာဝင်းကလည်းအဲ့လိုမျိုးဝမ်းချင်ချင်မှာချန်ပီယံကပတ်ရရှိဖို့အတွက်အခုလိုဥညင်ထွေရဲ့တခြင်းနဲ့တက်ကြွကြွနဲ့ဝင်ရောက်ရှင်ပြဖို့စီစဉ်နေတယ်လို့ကျွန်တော်သိရပါတယ်ခင်ဗျအဲ့တော့သူ့ရဲ့ပွဲကဒီတစ်ပတ်ဖြစ်မလားနောက်တစ်ပတ်ဖြစ်မလားဆိုတော့ကျွန်တော်တစ်ချက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့နောက်ထပ်အကြောင်းအရာကတော့ဂျော်ရှော်ဘန်ရဲ့အကြောင်းအရာပါခင်ဗျမနေ့ကဂျော်ရှော်ဘန်ရဲ့ပြိုင်ပွဲဖြစ်တဲ့ဒီဖန်တိုဂျာကအခုတင်ထားတဲ့ပုံဒီပုံကိုချပြလာတာဖြစ်ပါတယ်သူတို့ဆိုလိုချင်တာကတော့ဂျော်ရှော်ဘန်ကိုဆွဲလဲပြီးတော့အခုလိုမျိုး real နဂတ်ချုံနဲ့ချုပ်ပြသွားမယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အယိုးချောပုံစံကတော့သူတို့ရဲ့ Halloween party မှာအသုံးပြုသွားတဲ့ဟာဖြစ်ပါတယ်ခင်ဗျအဲ့တော့ဖန်တိုဂျာကဒီပုံတင်လာတယ်သိမကြဘူးဂျော်ရှော်ဘန်ကလည်းအခုဒီဘယ်ဘက်ချမ်းမှာတွေ့ရတဲ့ဟာပဲပြန်လဲတင်လာတော့ခင်ဗျအဲ့ဒါပါလေးဆိုရင်လူ2ယောက်လမ်းမပေါ်မှာကြံဖြစ်တဲ့ဗီဒီယိုဖိုင်ပါတစ်ယောက်ကတော့ like ထိုးဖို့ကြိုးစားတယ်နောက်တစ်ယောက်ကတော့ဒီပါဇက်ထဲမှာဓာတ်စီလိုမျိုးအရေးတစ်မျိုးကိုငုံပြီးတော့မီးနဲ့ပြန်မှုတ်ထုတ်လိုက်တဲ့ဗီဒီယိုဖြစ်ပါတယ်အဲ့တော့ဟိုတစ်ယောက်ကလုံးဝကိုကတ်လို့မရဘူးဒီကောင်ကလည်းမီးနဲ့ပဲမှုတ်ထုတ်လိုက်တယ်ဟိုကောင်ကအပြန်ရှောင်ထွက်သွားရတယ်အဲ့လိုမျိုးပုံစံပေါ့နော်အဲ့တော့ဂျော်ရှော်ဘန်ပြောချင်တာကတော့ဘန်ဒိုဂျာသူ့ကိုအနီးနားကိုကတ်လို့ရမှာမဟုတ်ဘူးဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်တကယ်တော့ဒီ fighter 2ယောက်က online ပေါ်နဲ့အချင်းချင်းလေစတိုက်နေကြပြီဖြစ်ပါတယ်ခင်ဗျအဲ့တော့ဒီပွဲကလာမယ့်ဒီဇင်ဘာ9ရက်နေ့မှာကျွန်တော်တို့အတူတူကအဆောင်ကြည့်ရမယ့်ပွဲစဉ်ဖြစ်ပါတယ်ဟုတ်ကဲ့နောက်ထပ်ပွဲစဉ်ကောင်းတစ်ပွဲကတော့ဒီပေါစင်လောကမှာလေးခရခရဆိုပြီးတော့နာမည်ကြီးနေတဲ့ကရင် fighter တယောက်ရဲ့အကြောင်းပါခင်ဗျအဲ့တော့တချို့ညီကိုတွေရောမသိကြသေးဘူးနော်ဒီ fighter က one championship fighter မဟုတ်ပါဘူးသူက Misfit Boxing Promotion မှာလက်ရှိကစားနေတဲ့ Boxing ကစားနေတဲ့ကရင် fighter တယောက်ဖြစ်ပါတယ်ကရင်အတိုင်းဝိုင်းကဒီညီကိုတွေတော့တော်တော်များများတော့သိကြမှာပေါ့သူ့ရဲ့နာမည်ကတော့ Liquid Cray လို့ခေါ်ပါတယ်အဲ့တော့ရင်တစ်ပတ်မှာပဲဒီ Misfit Boxing Promotion ကတော့ Liquid Cray ရဲ့ပွဲကိုချိန်ရလိုက်ပြီဖြစ်ပါတယ်ဒီပွဲစဉ်ကလာမယ့်နိုဝင်ဘာ10ရက်နေ့မှာကစားမှာဖြစ်ပါတယ်Liquid Cray ကလက်ရှိ MFB Promotion ရဲ့ Lightweight Champion ဖြစ်ပါတယ်ခင်ဗျအဲ့တော့ဒီမှာညီကိုတွေကိုသိချင်တာတစ်ခုကတော့ MFB Promotion ကအရင်ကြီး professional ဆန်တဲ့ promotion တော့မဟုတ်ဘူးသူတို့ကတော့ amateur ပွဲစဉ်တွေကိုစီစဉ်ပေးနေတဲ့ promotion တစ်ခုဖြစ်ပါတယ်အဲ့တော့ဒီပွဲမှာ Liquid Cray က MFB Lightweight သူ့ရဲ့ champion ကိုကာကွယ်ရမယ့်ပွဲစဉ်ဖြစ်ပါတယ်သူ့ရဲ့ပြိုင်ဘက်ကတော့ Fox Townley လို့ခေါ်တဲ့ fighter တစ်ယောက်ဖြစ်ပါတယ်ခင်ဗျသူလည်းဒီ promotion မှာနာမည်ရနေတဲ့ fighter တစ်ယောက်ဖြစ်ပါတယ်အဲ့တော့ဒီပွဲကခေါင်းပွဲမှာကြီးစုရမှာဖြစ်ပါတယ်လာမယ့်နိုဝင်ဘာ10ရက်နေ့မှာကြီးစုရမယ့်ပွဲစဉ်ကောင်းတစ်ပွဲဖြစ်ပါတယ်ကျွန်တော်တို့မြန်မာ fighter တွေထဲမှာပေါစင်ကစားတဲ့ fighter တော်တော်လေးကိုရှားပါပါတယ်ခင်ဗျဒီတယောက်ပဲနိုင်ငံတကာအဆင့်ထိကိုထိုးပေါက်နေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အတူတကွအားပေးလိုက်ကြရအောင်ဗျဟုတ်ကဲ့နောက်ထပ်အကြောင်းအရာကတော့ One Championship ရဲ့အကြောင်းအရာပါအဲ့တော့ One Championship ကလာမယ့်နိုဝင်ဘာ16ရက်နေ့မှာဂျပန်မှာပွဲကြီးပွဲကောင်းကျင်းပဖို့စီစဉ်နေတာဖြစ်ပါတယ်ဒါပေမဲ့လည်းမနေ့ကပဲပွဲအပြောင်းလေးတွေဖြစ်တယ်ဒီအဓိကတော့ fighter တွေပေါ့နော်နာဘီအနန်းနဲ့ Jonathan Haggerty ရဲ့ပွဲစဉ်လည်းပွဲပြတ်သွားပါတယ်အဲ့တော့ Jonathan Haggerty ကဒီပွဲစဉ်မှာတန်ရာပြဿနာကြောင့်နှုတ်ထွက်ခဲ့တယ်။နာဘီကို One Championship ကတော့အခြား fighter တယောက်နဲ့ပြန်လည်အစားထိုးပြီးတော့ဒီပွဲတည်ပေးတာဖြစ်ပါခင်ဗျ။အရင်ကပွဲတည်ပေးထားတာကတော့ Bantamweight တန်းရဲ့ Champion ကပတ်တူပွဲဖြစ်ပါတယ်။မွေးထိုင်းပွဲစဉ်ပါ။ဒါပေမဲ့လည်းအခုပြန်ပြီးတော့ပွဲတည်ပေးလိုက်တဲ့ပွဲစဉ်ကတော့ Featherweight တန်းရဲ့ Kickboxing ပွဲစဉ်ဖြစ်သွားပါတယ်။အဲ့တော့နာဘီရဲ့ပြိုင်ဘက်ကတော့ Harumi Wajima ဆိုတဲ့ fighter ဖြစ်ပါတယ်။သူက K1 Promotion က Champion တယောက်ပါ။
အဲ့တော့ K1 မှာတော့သူက K ပေါင်စင်ပဲကစားလာတဲ့ fighter တယောက်ဖြစ်ပါတယ်နာဘေးကတော့အရက်6ပေနဲ့မှ3လုံးမှရှိပါခင်ဗျတချို့ပြောနေကြတော့6ပေ4 6ပေ5ပေါ့နော်အဲ့လိုမျိုးပြောနေကြပါတယ်ဒါပေမဲ့သူတို့ရဲ့ record မှာတော့6ပေ3လုံးပဲရေးသားထားတာဖြစ်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်ထင်တာတော့6ပေ4လောက်တော့ရှိလောက်ပါတယ်နာဘေးရဲ့အရက်ကအခုသူနဲ့ရှင်ပြန်ရမယ့်ဒီဂျပန် fighter ကတော့9ပေ17လောက်မှရှိပါတယ်ပြောမယ်ဆိုရင်တော့ Jonathan Hakari ထက်နည်းနည်းအရက်ပုတ်ရှည်လို့ပြောလို့ရပါတယ်ခင်ဗျအဲ့တော့နာဘေးအနံကအဒီပွဲမှာရုံးကန်ရနိုင်ချင်ရှိပါတယ်ဘာလို့လဲဆိုရင်ဒီပွဲကခေတ်ပေါစဉ်ပွဲဖြစ်တယ်ပြီးတော့ပြိုင်ပွဲ fighter ကလည်းတကယ်ဝါရင် fighter ချန်ပီယံတယောက်ဖြစ်တယ်ဆိုတော့ဒီပွဲလည်းတကယ်ကိုကြီးလို့ကောင်းမှသိကြပါတယ်ဟုတ်ပြီအဲ့တော့ဒီပွဲပေးလားဆိုရင်မဟုတ်သေးဘူးခင်ဗျနောက်တစ်ပွဲလည်းပြန်လေပွဲပြတ်ပါတယ်အဲ့ဒါကတော့ဒီ India fighter video focus ပါသူလည်းဒဏ်ရာပြဿနာနဲ့ဒီပွဲစဉ်ကလည်းနှုတ်ထွက်သွားတာဖြစ်ပါတယ်အဲ့တော့ video focus ကဒီထိုင်းနိုင်ငံမှာရှိတဲ့ထိုင်းကားမွေထိုင်းကျင်းမှာ Veronica တို့နဲ့အတူလေ့ကျင့်နေတဲ့ fighter ဖြစ်ပါတယ်အရင်လာကပဲဒီ Valentina Shichan ကိုလည်းဒီချိန်မှာပဲလာရောက်လေ့ကျင့်နေတာဖြစ်ပါတယ်အခုတော့ video focus လည်းဒဏ်ရာပြဿနာကြောင့်ဒီပွဲစဉ်ကနှုတ်ထွက်သွားပြီအဲ့တော့သူနဲ့အရင်ကပွဲတည်ခဲ့တဲ့ Japan fighter Isuke Harada ကအခြားပြိုင်ဘက် fighter ထက်ရောက်သွားပါတယ်အဲ့ဒီပြိုင်ဘက်ကတော့ Japan fighter ပဲSawada လို့ခေါ်တဲ့ fighter ဖြစ်ပါတယ်ခင်ဗျအဲ့တော့ဒီပွဲစဉ်ကလည်း MMA ပွဲစဉ်ပဲအရင် video focus နဲ့ပွဲတည်ခဲ့တဲ့ MMA ပွဲစဉ်လိုပဲကစားရမှာဖြစ်ပါတယ်အဲ့တော့ one championship ကတော့အချင်းနဲ့စိုးတယ်လို့ပဲပြောလို့ရပါတယ်ဘာလို့လဲဆိုရင်အဲ့လိုမျိုးပွဲကြီးပွဲကောင်းကျင်းပတော့မယ်ဆိုရင်အမြဲတမ်းပွဲပြတ်တာအပေါ်များနေတာဖြစ်ပါတယ်အခုလည်းလုံးဝပွဲကြီးပွဲကောင်းပေါ့နော်ဒီနာဘီအနန်းနဲ့ Jonathan Hakari ရဲ့ပွဲစဉ်ဆိုရင်တကယ်ကိုပွဲကြီးပွဲကောင်းပွဲစဉ်ပါဘာလို့လဲဆိုရင်ဒီနာဘီအနန်းက bantamweight တိုင်းရဲ့အမွေထိုင်းချန်ပီယံကပတ်ကာကွယ်ရမယ့်ပွဲစဉ်မျိုးဖြစ်ပါတယ်အဲ့လိုမျိုးအရေးကြီးတဲ့ပွဲစဉ်မှာတော့မှပွဲပြတ်ခဲ့တာတွေ့ရပါတယ်ခင်ဗျအဲ့တော့ဒီပွဲစဉ်အားလုံးကိုကြည့်မယ်ဆိုကျွန်တော်စိတ်အဝင်စားဆုံးကတော့ Ruru နဲ့ Anatoly Malkin ရဲ့ပွဲစဉ်ပါဒီပွဲကတော့ပြတ်လို့မရပါဘူးတကယ်လို့ဒီပွဲပြတ်ရင်တော့ကျွန်တော်တို့လုံးဝကိုမကြည့်ချင်တော့ပါဘူးခင်ဗျပြီးတော့နောက်ထပ်အကြောင်းအရာကတော့ဒီ Thomas Cipino လေးတိုက်ခံနေရတဲ့အကြောင်းအရာပါအဲ့တော့ဒီနေ့မနက်မှာရှင်ပြိုင်သွားတဲ့ UFC Fight Night ပါနော်အဲ့ဒီမှာခုံမိန်ပွဲစဉ်မှာကစားသွားတဲ့ Heavyweight ပွဲစဉ်အဲ့ဒီ Heavyweight ပွဲစဉ်မှာ Cortez Acosta ကမျက်လုံးအနိုင်ခံလိုက်ရပါတယ်ဒါပေမဲ့လည်းသူ့ရဲ့ပြိုင်ဘက် Antelia ကိုအလေးထိုးနဲ့အမောက်သိပ်ပြသွားတာဖြစ်ပါတယ်အဲ့တော့မျက်လုံးအနိုင်ခံရတဲ့လူကမျက်လုံးနှိုက်တဲ့လူကိုအလေးထိုးသွားတာပါအဲ့တော့ဒီအကြောင်းအရာကလက်ရှိကျွန်တော်တို့ UFC လောကမှာအပြောများနေတာဖြစ်ပါတယ် Thomas Cipino ကပြီးခဲ့တဲ့ပွဲမှာသူမျက်လုံးအနိုင်ခံရတယ်သူက I can't see ဆိုပြီးတော့ပွဲဖြတ်သွားတာဖြစ်ပါတယ်ပြောမှဆို British accent နဲ့ပြောသွားတာပါအဲ့တော့လက်ရှိဒီ MMA လောကမှာ I can't see ဆိုတဲ့အတုံးတော့ဟောနော်ဒီဟာလေးကတော်တော်လေးကိုရေပန်းစားနေတာဖြစ်ပါတယ်အဲ့တော့ Thomas Cipino ကလည်းပြောချင်စရာကိုဖြစ်နေပါတယ်ခင်ဗျ Okay အဲ့တော့ဒီနေ့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်ဆုံမယ်အားလုံးကိုကျေးဇူးတင်ပါတယ်